view မတက်ဘူးဆိုတာ TikTok algorithm ကြောင့်လား trend ဖြစ်နေတဲ့သချင်းတွေလည်းတုံးတယ်တပတ်ကိုဗီဒီယို3-4ပုတ်လည်းတင်တယ်ဒါပေမဲ့ view မတက်လာဘူးဖြစ်နေတာဒီလိုဆိုလို့ရှိရင်တရက်ခန့်က TikTok algorithm မဟုတ်ပါဘူးဒါကတော့အခုတလောလုပ်ငန်းရှင်အများစုနဲ့ content creator တွေရဲ့အမေးအများဆုံးမေးခွန်းတစ်ခုပါ content creator တွေတော်တော်များများက algorithm မကောင်းလို့ share ban ထိရလို့ထင်နေကြတယ်ဒါပေမဲ့အဓိကပြဿနာကအဲ့ဒါမဟုတ်ပါဘူးတရက်ခန့်အစ်စ်က audience နဲ့ content ကမကိုက်ညီတာပါဒါဆိုလွယ်လွယ်လေးစဉ်းစားကြည့်အောင်လူကြီးမင်းတို့အကောင့်ကို follow လုပ်ထားတဲ့သူတွေကပညာရေးနဲ့ပတ်သက်တာတွေ marketing နဲ့ပတ်သက်တဲ့ knowledge တွေ business tips တွေကိုသိကျင်လို့ follow လုပ်ထားတဲ့သူတွေလည်းဖြစ်နိုင်ပါတယ်ဒါကို view လုပ်ခြင်းလို့ဆိုပြီး trend dance တွေ trend challenge တွေပဲတင်နေမယ်ဆိုရင် follower တွေက swipe လုပ်သွားမယ် TikTok ကလည်း video ကိုဘယ်သူစီ push လုပ်ပြရမယ်သိတော့မှာမဟုတ်ပါဘူးဒါကြောင့် trend ကိုလိုက်နေရတဲ့ကိုယ့်ရဲ့ target audience ရှင်တွေကိုထိမိစေမယ့် content မျိုးပဲဖန်တီးဖို့လိုပါတယ်view တက်ချင်တာတွေမဟုတ်ပဲ customer ပါဝင်လာချင်တာဆိုရင်ရိုးရှင်းရှင်း marketing agency ကတင်းလုပ်ငန်းနဲ့ကိုက်ညီတဲ့ TikTok strategy နဲ့ content plan တွေကိုကူညီပေးနိုင်ပါတယ်